ဘာတွေမင်းနေကြတာလို့မမရဲ့မိန်းကလေးပြီးမပြီးဘလို့ကျွန်တော်တို့အတိမာတယ်ကျွန်တော်တို့ဖြေပေးပါဦးကျွန်တော်တို့လည်းဘခုပြရအောင်လို့မိန်းကလေးကိစ္စကိုမိန်းမအောင်လာမေးတယ်ဆိုတော့ငါအဲ့စကားကိုပြောလိုက်ရင်ငါ့ညီမတိုင်းငယ်လို့ရှိရမင်းသမီးလေးအော်မင်းသမီးကိုမိန်းမလေးသူတို့ထမင်းနဲ့ငါလာပို့လိုက်မယ်ထမင်းအောက်ကအားလည်းလာပို့လိုက်မယ်ဒါပေမဲ့သိကျင်တယ်ဆိုရင်တော့ပြပြမယ်နော်မိန်းမတော်တော်များစုကသူတို့စိတ်မှာပြီးမပြီးကိုတချို့မပေါ်လွင်ကြအောင်အရန်ပေါ့နော်ယောက်ျားရဲ့ထက်သူတို့ရအရန်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကျွမ်းတယ်ဘာလို့လဲဆိုတော့ဘယ်တော့ပဲရိုးတည်ဖြစ်စေအားတည်ဖြစ်စေအဲ့ပြီးရဆိုတဲ့ဟာသူတို့မသိဘူးဒါပေမဲ့မာကြီးသိနိုင်တာပေါ့နော်ဒီများနှစ်ယောက်တူတူလုပ်တဲ့အချိန်ကျရင်မိမတယောက်ပြီးပြီဆိုရင်ဒီတို့ခါအတကုန်ဖတ်လိုက်မယ်နော်ပြီးလို့ရှိရင်ဒါသူတို့ပြီးသွားပြီဆိုရင်စိတ်မရှိတော့အဲ့ဒါတို့မေးလိုက်မယ်သူတို့မပြီးသေးဘူးလားကြာလိုက်တာအဲ့လိုမျိုးမေးတတ်တယ်ဒီကြလည်းခါကော့သွားတယ်အဲ့ပေါ့နော်ခါကော့သွားတယ်ဒါပေမဲ့ဒီယောက်ျားလည်းသိပါတယ်ဒါပေမဲ့ဒီပြောမယ်ယောက်ျားရဲ့အားကြောင်ဆောင်တာလားတကယ်ပဲမသိတာလားမသိဘူးနော်မိန်းမတွေပြီးလို့ရှိရင်အမှုရာကတော့သူအဲ့အရှိမထွက်ခင်မှာခါကော့တယ်အတပြင်းနဲ့အကြောင်ပြောင်းနေနော်အကြောင်ပြောင်းနေပြီးလို့ရှိရင်ဒီကတော့သူတို့တစ်ချက်မျက်နှာမော့သွားပါတယ်အဲ့ဒါကတော့မိန်းမတွေပြီးသွားတယ်ဆိုတဲ့ပုံစံလေးပေါ့နော်ငါတော့ဆဲပါပဲမိန်းမကြီးကတော့မိန်းမကြီးကြော်ကြည့်လိုက်ပါလို့နော်ဘာမှမမေးပါနဲ့တော့ live ပေါ်မှာပြောရတာလေအချက်တရားဣတိဩဓမတွေဖြစ်နေပါပြီဒါပေမဲ့လည်းဝါသနာပါတော့ပြောပြလိုက်ပါပြီလို့နော်ဟုတ်ဆိုမိန်းမကြီးပြီးလို့ရှိရင်သူတို့မျက်နှာလုံးဝပထမမျိုးသိမှာပါသူတို့ living together လုံးနေတဲ့ချိန်ကျမိန်းမမျက်နှာအကြောင်းတကူဖြစ်တယ်သူတို့ပြီးခဲ့တဲ့ချိန်သူတို့မျက်နှာနည်းနည်းလေးအနီရောင်ပတ်လို့နည်းနည်းမှောင်တယ်လို့ဖြစ်ပြီးွားမှသူတို့ခါကော့မယ်အဲ့လိုပုံစံပေါ့နော်အဲ့လိုပုံစံကိုသူတို့နောက်ဆုံးလုပ်တယ်အဲ့ဒါသူတို့ပြီးဆုံးသွားပြီဆိုတဲ့အကြောင်းကိုပေါ်ကြည့်လာပါဒါပေမဲ့မိန်းကတော်တော်များအဲ့ခါလာချက်ကိုမသိပါဘူးလို့မသိရဲသူတို့ပြောမှမဟုတ်ပါဘူးလို့နော်ငါကတော့သူတို့ကိုယ်စားပေါ့နော်ညာတော့အားဖြင့်စစ်တဲ့အရာလေးတွေကိုပြပြတာပေါ့ချက်ကောင်းထိပို့ပြီးတယ်သူတို့ဒီကသူတို့ချက်ကောင်းကိုသွားထိလိုက်ရှင်သူတို့ရဲ့ဒီအရာကပြီးရောက်တာညံတယ်ပေါ့ဒါပါပဲဘိုင်ဘိုင်